creative သမားတွေတော်တော်များများအထူးသဖြင့် video editor တွေကကြာထိုင်နိုင်လေပတ်စံပို့ပြီးတော့ရှာနိုင်လေပဲဖြစ်ပါတယ်ဒါပေမဲ့ခက်တာကကြာထိုင်လေကျွန်တော်တို့ခန္ဓာကိုယ်မှာရှိနေတဲ့အာယုံကြော system တွေကပျက်စီးလေပါပဲအဲ့ဒီအတွက်ကျွန်တော်တို့စီမှာဖြည့်ရှင်းစရာနည်းလမ်းနှစ်ခုရှိပါတယ်ပထမတစ်ခုကကျတော့ကျန်းမာရေးလိုက်စားရမယ်ပြီးတော့ရင်ဒါမျိုးဆေးတွေမိဝဲရမယ်ဒုတိယတစ်ခုကကျတော့ကျွန်တော်တို့ကြာထိုင်နိုင်ဖို့အတွက် comfort ဖြစ်တဲ့အရာတစ်ခုရှိနေဖို့လိုအပ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်အသစ်ဝယ်လိုက်တဲ့ DH Racer ရဲ့ ergonomic chair ကို unboxing တူတူလုပ်ကြပါမယ်ဒီခုံကိုကျွန်တော် Tech Ace ကနေပြီးတော့ဝယ်လိုက်တာပါဒီဗီဒီယိုလောက်တာကို Tech Ace ကလူတွေလည်းမသိသလို DH Racer ကလည်းမသိပါဘူးဒါပေမဲ့ဒါအခုလက်ရှိကျွန်တော်ရဲ့ body pose ဆရာပါတော်တော်ကြီးလွဲနေရဗျာပြီးရင်လွန်ခဲ့တဲ့3နှစ်ကလည်းကျွန်တော်ရဲ့ဒီတင်ပါတဲ့တင်ပါခွက်အကျော်ညံ့သွားလို့ကျွန်တော် physiotherapist တွေနဲ့တော်တော်လေးကိုပြန်ပြီးတော့ထုတ်ယူထားရပါတယ်အဲ့ဒါကတော့အထိုင်များခြင်းနေရဲ့အကျိုးပါဆိုတော့ခင်ဗျားတို့ကလည်းကျွန်တော်လိုမျိုးကြာထိုင်ရတဲ့လူတွေဆိုရင်တော့ဒီလိုမျိုးခုံတွေမှာ invest လုပ်သင့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကျန်းမာရေးထိခိုက်တယ်ဆိုရင်ဘာမှဆက်ပြီးတော့လုပ်လို့ရမှာမဟုတ်တော့ပါဘူးကျွန်တော်ဘာလို့ဒီခုံကိုရွေးချယ်လိုက်တာလဲဆိုရင်ကျွန်တော်မှာအကြောင်းပြချက်3ခုရှိပါတယ်ကြာထိုင်လို့လည်းအဆင်ပြေရမယ်လေဝင်လေထွက်လည်းကောင်းအောင်မယ် premium ဆန်ပြီးတော့လည်းအထာကြရမယ်ဗျာအဲ့3ခုလုံးနဲ့ကိုက်ညီနေတာဒီကောင်ဖြစ်နေလို့ပါပြီးတော့ရင်ဒီ ergonomic ဆိုတာဒီဇိုင်းလှယုံနေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ရဲ့ posture normal curve အတိုင်း support လုပ်ပေးနိုင်တဲ့ခုံတွေကိုပြောတာပါပြီးတော့ရင်ဒီခုံမှာသုံးထားတဲ့ cushion material တွေကလည်းကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ဒီ weight နဲ့ balance ဖြစ်အောင်လုပ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကြာထိုင်လို့ဖြစ်လာတဲ့ဥမာလေကောင်းပြဿနာမျိုးတွေခါးနာတာမျိုးတွေအဲ့ဒါမျိုးဆိုရင်လည်းဒီလိုမျိုး ergonomic chairs တွေကကာကွယ်ပေးနိုင်တယ်ပေါ့ဗျာဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်မှာကျင်တာကကြတော့အလုပ်လုပ်တယ်ဆိုတာကျွန်တော်တို့ဒီအလုပ်နဲ့ကျန်းမာရေးကိစ္စနဲ့ balance ဖြစ်နေဖို့အတွက်လိုအပ်ပါတယ်အဲ့ဒါကြောင့်မလို့ creative သမားတွေပဲဖြစ်ဖြစ်ကျွန်တော်တို့လောကတွေကလူတွေကျွန်တော်တို့နယ်ပယ်တွေကလူတွေကိုကျွန်တော်အမြဲတမ်းမှားလေးရှိတာကတော့ကျန်းမာရေး view ဆိုင်ဖို့ပါပဲကျန်းမာရေးကောင်းတယ်ဆိုရင်ကျွန်တော်တို့ဘာမှမဆိုလုပ်လို့ရပါတယ်အဲ့တော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်